ဦးရာသူ live နဲ့ပတ်သက်ပြီးတော့နည်းနည်းဆွေးနွေးကြမှာပေါ့သူရဲ့ဟောင်းနားထောင်လိုက်ကျွန်တော်သုံးသက်ချက်တွေကိုပြောလိုက်အဲ့လိုလုံးမှာစောစောပြောတဲ့ဟာပြတ်သွားပါတယ်ဦးရာသူရဲ့ဟိုဟာဘယ်မှာပြောမှမသိဘူးဒါပေမဲ့သူများကသူ့ရဲ့ပြောတဲ့ဟာလေးကို share ထားလို့တွေ့တာသူကယူဟို TikTok ပြောရလားမသိ TikTok ဆိုကျွန်တော်မှမရှိဘူးနားထောင်မယ်ပဲဆိုတဲ့လူသားတစ်မျိုးပေါ့ဒုက္ခရောက်လာတဲ့ဒုက္ခတွေတော့မဟုတ်ဘူးပေါ့ဒုက္ခတွေဒီမဘာသာအဆုံးအဖုံးကြီးတွေပဲခရစ်ယာန်ဘာသာဝင်တွေချက်တို့လေကျွန်တော်ဒီဥဝိရာသူဒီလိုပြောလိုက်တော့ဒါကိုလေကျွန်တော်အချက်လက်စစ်ဆေးမှုတွေလုပ်ကြည့်ပါတယ်ဘာတွေတွေ့ရလဲဆိုတော့ဒီသုံးစင်တွေကိုစောင်းမတွေလေးကျွန်တော်တွေ့ရတယ်ဒီထဲမှာဆိုရင်ဒါတောက်လျှောက်တော့သူတို့ကတော့ဘသူ့ကိုတိုက်ခိုက်နေလဲဆိုတော့အဲ့မှာဒေါအောင်ဆန်းစုကြည်ရဲ့ကားမှာမောင်းနေတဲ့ဒီအင်ဒီယန်အတွင်ပြင်ရှိရဲ့ဟိုနိုင်ငံတကာထံတဲ့ဆောင်လာတဲ့ဒုက္ခအသေးတွေပေါ့နော်ဒုက္ခတွေတည်ယူလာတဲ့သူတွေပေါ့ဒုက္ခတွေတည်ယူဖို့ဆောင်ရေးသူမျိုးတစုသူတို့ကျွန်တော်တို့ဒီမှာဥဝိရာသူရဲ့လေသူဆန်အတုခံဆိုပြီးနံပါတ်1အနေနဲ့ထုတ်ထားတဲ့ဗီဒီယိုကျွန်တော်ခဏနဲ့အတူတူကြည့်ရင်းနဲ့ပဲဒီပုံမှာသုံးသပ်သွားမှာโอเคကြည့်လိုက်အောင်ဒီနေ့1389ခုနှစ်ရဲ့တော်စလဲလောက်ကွယ်နေ့ဖြစ်ပါတယ်ဗျာ2025ခုနှစ်စက်တင်ဘာလ21ရက်နေ့ပေါ့မြန်မာစကားပုံတစ်ခုကြားဦးမှာပါနော်ဟိုကြားကိုလည်းအစာမကျွေးနဲ့တို့ကလားကိုလည်းနေရာမပေးနဲ့တို့အဲ့အတိတ်ပဲလေးကိုတော့ခုနှစ်ကနဲ့ဖွင့်ကြည့်ကြပါနော်ဆက်ဖတ်ခြင်းမှာပဲဦးရဲ့တော်စလဲလောက်ကွယ်နေ့ဖြစ်ပါတယ်ဗျာmorning ပါဦးရာသူကဓာတ်ကိုလည်းစာမကျွေးနဲ့နွားကိုလည်းဟိုကလားကိုလည်းနေရာမပေးနဲ့ဆိုပြီးပြောသွားတယ်သူပါလေစားသူကဘာလို့ဆိုတော့ကျွန်တော်တို့အားလုံးသိပါတယ်ဦးရီသားတို့ကမဘာသာဖြစ်တယ်96ကိုဖြစ်တယ်သူကအစ္စလမ်မုန်တီသမားဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ပြန်ပွားရေးသမားဖြစ်တယ်လုံစော်သူဖြစ်တယ်ဂျနိုဆိုက်လုံစော်သူဖြစ်တယ်သူကြောင့်မလို့တရားသူ့ရဲ့တရားတွေကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံဂျနိုဆိုက်တရားခံပွားရောက်ခဲ့တယ်လူပေါင်းများစွာကိုတပ်ဖြတ်ခဲ့တယ်အမှုတွေအများကြီးရှိတယ်အစ္စလမ်ဘာသာဝင်များစွာကိုတပ်ဖြတ်ခဲ့တယ်ထောင်ချီတောင်းချီတပ်ဖြတ်ခဲ့တယ်မိထီလာမှာဆိုရင်ရေခင်တော်လူ40လောက်တည်တယ်မှာကလားကလေးတွေပါတယ်ကလေးတွေပါပါတယ်မျိုးသမီးတွေပါပါတယ်တကြီးတွေတော့အကုန်ပါတယ်အဲ့ဒါကမိထီလာဆိုတဲ့တကယ်ကိုเนาะကျွန်တော်တို့တရားဥပဒေစိုးမိုးတဲ့နေရာမျိုးမှာဟိုတရားဥပဒေစိုးမိုးမှုရှိရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်နေရာတက်ခဲ့ရသူ့ရဲ့စနစ်တွေပေါ့နော်သူ့ရဲ့လှုံ့ဆော်မှုတွေကြောင့်ဖြစ်တယ်အဲ့တော့ကကြတော့အဲ့ဒီအတွက်ကျွန်တော်တို့ဂျနိုဆိုက်ဖြစ်မှတရားခံဖြစ်တာလားလုံဆော်တဲ့သူမှာရောတရားခံမဖြစ်ဘူးလားဆိုတော့ရှိတယ်။နောက်ပုံမှန်ရှိတယ်ရာဇသက်ကြီးမှာရှိတယ်အပုံမှန်တွေကဒီလူမျိုးတစ်မျိုးကလူမျိုးတစ်မျိုးနဲ့တစ်မျိုးနဲ့လူတစ်မျိုးနဲ့တစ်မျိုးဟိုမုံတီအောင်အားထုတ်ခြင်းလုံဆော်ခြင်းဒီရာဇသက်ကြီးပုံမှန်153ကကြီးဖြစ်တယ်။ထောင်နဲ့နှစ်ထိချလို့ရတယ်အာမခံပေးခွင့်မရှိဘူးကြေးခွင့်မရှိဘူးမရှိတဲ့ပုံမှန်ဖြစ်တယ်။ဘာလို့လူမျိုးတွေပြစ်မှုမြောက်တာလဲဘာရွေချက်နဲ့လဲဆိုတော့လူတစ်မျိုးနဲ့တစ်မျိုးမုန်းအောင်မလုပ်ရန်ရွေပြီးတော့ဓာတ်မြစ်ထားတဲ့ပုံမှန်ဖြစ်တယ်သူကလူတစ်မျိုးနဲ့တစ်မျိုးဆိုတာမှာတော့သူကလူတစုလေးတော့မရဘူးလူတစ်မျိုးနဲ့တစ်မျိုးဆိုတဲ့အနေထားမှာဥပမာမြန်မာသမုတ်ကလာသမုတ်နော်ခရီးယန်သမုတ်ဟုတ်အလုရှင်သမုတ်အလုသမားဆိုပြီးတော့အဲ့လိုမျိုးနာမည်တက်လို့ရတဲ့အုပ်စုအရေးအတွက်တော့ခုတော့ရှိရတယ်နဲလို့မရဘူးပေါ့နော်အဲ့ဒီတခုလုံးကိုရည်ရွယ်ပြီးတော့မုံအောင်ရည်ရွယ်ပြီးတော့ပြောဆိုတဲ့ဟာမှန်သမျှကပြုမှုတဲ့ဟာဆောင်ရွက်တာဝေဖန်တာဖြန့်ချီတာတုံးဆွဲတာအကုန်လုံးကအဲ့ဒီဟာတွေအကုန်လုံးရာဇသက်ကြီးပုံမှာ153ကကြီးဖြစ်တယ်ပြောသူရဲ့ရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးတော့ပြစ်မှုမြောက်မမြောက်ကိုဆုံးဖြတ်ရတယ်သဘောယုံနဲ့ဆိုလို့ရှိရင်ပြစ်မှုမမြောက်ဘူးအခုဒီမှာဆိုလို့ရှိရင်သူက153ကကြီးရသဘောယုံနဲ့လောက်တာလားရည်ရွယ်ချက်ကမုံရန်ရည်ရွယ်လားဆိုတာနားထောင်တဲ့လူတွေစဉ်းစားကြည့်ပါနော်သူကလာကိုနေရာမပေးနဲ့လို့ပြောတယ်နွားကိုကြားကိုအစာမကျွေးနဲ့လို့ပြောတယ်ကြားနဲ့ကလာကိုနိုင်လိုက်တယ်နော်ကြားဆိုတဲ့အသေးပဲကကိုကကြားဆိုတဲ့သေးပဲကကိုကိုကိုက်တက်မဲ့တော်ကြားဆိုတာကိုလူကိုကြိုက်တက်စားတဲ့တော်တခုဖြစ်တယ်အဲ့ဒါနဲ့ကလာနေသူကထပ်တူပြလိုက်တဲ့အတွက်သူတို့ကကိုတတ်တော့မယ်ဖြတ်တော့မယ်ဆိုတဲ့လှုံ့ဆော်မှုဖြစ်တယ်အဲ့တော့ခါကျတော့ကျွန်တော်တို့ရဲ့နားထောင်ရသူရဲ့စကားတွေကိုနားထောင်မိတဲ့သူရဲ့ရင်ထဲမှာဒီသူတွေကဆိုလို့ရှိရင်ကိုလာတတ်တော့မယ်ကိုကဥအောင်တတ်ရတော့မယ်ဆိုတဲ့လှုံ့ဆော်မှုဖြစ်တယ်အချိန်မျိုးကိုကြိုက်တက်ထားရမယ်ဆိုတော့လုံဆောင်မှုဖြစ်တယ်အဲ့ဒီကနေပြီးတော့အဲ့ဒါကြောင့်မလို့သူကအမုန်းဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ရိုးရိုးတန်တန်ကျွန်တော်တို့ကေစကလုံးကိုတုံးနေကျွန်တော်တို့မြန်မာတွေက
ယူတနဲ့တုံးနဲ့မခေါ်တယ်လို့သူတို့ကဒါအချင်းပါလို့မွေးရပါဖြစ်လို့ကျွန်တော်တို့ဒီလိုမျိုးကနေလွယ်ပြီးခေါ်စရာမရှိလို့ခေါ်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလူတွေရဲ့အဲ့နဲ့သူနဲ့တော့ရောလို့မရဘူးကလားလို့ခေါ်တိုင်းပြစ်မှုတော့မမြောက်ဘူးဆိုတော့ပြောတဲ့ရည်ရွယ်ချက်ကသူ့လိုမျိုးဖြစ်မှပြစ်မှုမြောက်တယ်ဒါပေမဲ့တခုရှိရမမြောက်ဘူးဆိုတိုင်းလည်းဘယ်ခါမှမြောက်သွားပြီလဲမမြောက်ဘူးလဲဆိုတော့အကြောင်းချင်းရပြဿနာပေါ့မူတည်တယ်ဟုတ်တယ်ငါကလားလို့ပဲခေါ်တယ်လို့ငါခေါ်နေတာကွာမင်းမကျင်တတ်ဘူးလားငါ့ကိုမခေါ်ပါနဲ့ကွာငါ့ကိုအဲ့လိုမျိုးမခေါ်နဲ့ငါနာမည်ကိုပဲခေါ်ဆိုပြီးတော့ဒီလူကပြောမယ်မဟုတ်ငါဒီလိုပဲခေါ်ချင်တာမင်းကိုငါဒီလိုပဲခေါ်မှာကွာပြောမယ်ဟိုကလည်းငါ့ကိုမခေါ်ပါနဲ့လို့အတက်နဲ့ပြောမယ်ကိုမပြောချင်တဲ့ဟာအတက်နဲ့ပြောတဲ့တားတဲ့ဂျာနေသူပြောလာအဲ့လိုပါဖြစ်လာဟိုခံရတဲ့လူပါဖြစ်လာအဲ့ကြလို့ရှိရင်ကတော့သူ့ရဲ့ရည်ရွယ်ချက်ကသဘောယူနေလို့ပြောလို့မရတော့သူတို့ဘာမကြိုက်တော့ထက်ခါလှုပ်ချင်းဟာသူတို့ဘာကိုစော်ခိုင်းရင်ရည်ရွယ်တယ်စိတ်ဆိုးရင်ရည်ရွယ်တယ်ဒေါသထွက်ရင်ရည်ရွယ်တယ်နှိမ့်ချရင်ရည်ရွယ်တယ်ဆိုတဲ့ဟာဖြစ်သွားတယ်ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒါကတော့ရာဇတဲ့ပြစ်မှုဖြစ်သွားပြီပြစ်မှုဖြစ်သွားပြီဖြစ်တယ်ပေါ့နော်ဒါကဘာလို့ဆိုခံရတဲ့သူကမခံချင်လို့ပြန်လုပ်လို့ရှိရင်လဲအဲ့ဒါကငိမ့်ဝစ်ပြပြရိုးပျက်စီးစေတယ်ပျက်စီးစေတယ်ဆိုပျက်စီးရင်ရွေးချက်နဲ့လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားလို့နော်အဲ့တော့ခါကျတော့မခေါ်နဲ့ဆိုရင်မခေါ်တော့နဲ့အခုဆိုလို့ရှိရင်တို့အားလုံးကပြောနေပြီဒီစကလုံးတို့ကိုရောင်လို့တော့မခေါ်စီကျင်တော့ဘူးနော်အမြင့်မခေါ်တဲ့တော့ဘူးကျွန်တော်တို့လည်းတော်တော်များများလူဆိုရင်သိနေပြီမခေါ်တော့ဘူးခေါ်နေတော့မဲဆိုတဲ့လူတွေရှိလို့ရှိရင်အဲ့ဒါတရားရုံးမှာရင်ဆိုင်ဖြည့်ရှင်းရမယ့်အနေထားမှာရှိတယ်သူသဘောယုံနေဆိုတော့မနေဖြည့်ရှင်းဒါတိုင်တဲ့လူလည်းတိုင်လို့ရနေပြီဘာလို့ဆိုတော့ဒီ153ကကြီးရအမုန်းတရားကိုဖန်တီးရန်ရွယ်ပြီးတော့တားတဲ့ကြားနေတားနေပြီလေမတာမသိတော့ကတော့ခေါ်တာတမျိုးလေအခုဆိုရင်မခေါ်ဖို့မျိုးပြောနေတားနေတယ်ကြာခေါ်ပြီဆိုလို့ရှိရင်ဒါတမင်တကာဆိုတဲ့အိပ်ပဲဖြစ်တာပေါ့တရားဆိုလို့ရပြီဖြစ်တယ်153ကကြီးနဲ့ဥရသူကတော့153ကကြီးနဲ့ဆိုရင်ထောင်းနေမှာထွက်နောက်တော့သူပါပြောလဲလိုလည်းလည်းပေါ့ဘယ်နေရာအတွင်းမှာတလောက်ကြီးမားတဲ့ဆန္ဒပြပွဲမတွေ့ဘူးသေးဘူးဆိုပြီးတော့ပြောကြတော့ဟိုခရီးယာနေနိုးထလာပြီလို့ပဲဦးဇင်းကယူဆတော့နော်အဲ့ဒီအတွက်ကျုပ်ကခရီးယာနေကိုကျေးဇူးတင်တာပေါ့ဟိုကဘာကြီးကိုကက်တင်နိုင်တာခရီးယာနေပဲရှိတော့ဘူးကလောက်နေရာပေးခဲ့တဲ့အတွက်ကြောင့်အခုနိုင်ငံတကာမှာရှိတဲ့ခရီးယာပြည်သူတွေဘယ်လောက်ဒုက္ခရောက်နေပြီလဲတဲ့လားဟုတ်အဲ့တော့ဒီမှာဥရအဲ့ဒါလူတိုင်းပြောတယ်သူတို့ကကဘာပတ်ပြီးဒုက္ခပေးနေတာကဘာပတ်နေတဲ့ပြဿနာဖြစ်တယ်ဆိုပြီးတော့ပြောတယ်ဟုတ်ကျွန်တော်တို့မြန်မာတွေနိုင်ငံတကာမှာတွားရောက်ပြီးတော့ဝင်ရောက်ခွင့်ရရင်စူးစမ်းရခြင်းနဲ့အခြေချနေထိုင်နိုင်ခြင်းနဲ့သူတို့ဘာသာဝင်တွေနိုင်ငံတိုင်းနိုင်ငံတိုင်းမှာရောက်ရှိနေထိုင်ခြင်းသူတို့ဘာသာဝင်ဥယျာဉ်များပြားခြင်းကတော့မတူဘူးဒါကအရှိတရားအဲ့ဒီအရှိတရားတစ်ခုကပြစ်မှုဖြစ်နေပြီလားရန်ဟိုသူတို့ရဲ့ချုပ်တရားကအဲ့မှာအကြောင်းချင်းပြဿနာဖြစ်သွားပြီလေသူတို့ကဆွဆွဲတယ်ကျွန်တော်တို့ခရစ်ယာန်တွေအစွန်းရောက်တွေဗုဒ္ဓဘာသာအစွန်းရောက်တွေဆွဆွဲတာသူတို့ဒီလိုမျိုးလှုပ်ခြင်းဟာသူတို့ရဲ့လူကြီးများအောင်လှုပ်ခြင်းငါဟာဆိုလို့ရှိရင်တမင်တကာတရဘာတွေကိုနေရာကိုယူဖို့ရအတွက်ဆိုပြီးဆွဆွဲတယ်အဲ့ဒါကဒီဘက်ကလည်းပြောတယ်သူတို့ရဲ့ဘာသာရေးယုံကြည်မှုအရာကိုကဒီဘာနော်သူတို့ဘာတရားဝါတွေကိုမွေးဖွားတာအားပေးတယ်အဲ့နော်ဟိုမွေးဖွားခြင်းကိုအားပေးတယ်အားပေးတဲ့ဘာသာရေးကိုယုံကြည်သက်ဝင်တဲ့သူတွေဖြစ်တယ်အခုနောက်ပိုင်းဆိုလို့ရှိရင်လည်းသူတို့တွေကသူများနဲ့တန်းတူပဲမွေးတော့တာမျိုးဒါပေမဲ့သူတို့ကတော့ဘာသာရေးအရာသူတို့အရင်တုန်းကတည်းကသူတို့ရဲ့ယုံကြည်ချက်အရာသူတို့ကလူကြီးကတော့များတယ်လူကြီးများတဲ့အလျောက်ကဘာပေါ်မှာနိုင်ငံတိုင်းမှာသူတို့ရှိနေတယ်ဒါကြီးကိုဒီအရှိတရားကြီးကိုလက်ညှိုးထိုးပြီးတော့ဒါကပြစ်မှုလုပ်ဖို့တွေ့လာဒါကပြစ်မှုလုပ်ဖို့တွေ့လာလို့ကျွန်တော်တို့ပြောလို့မရတရားဥပဒေရဆိုလို့ရှိရင်သူလူမွေလူတွေအများကြီးမွေးနေတာကကိုယ်တွေကိုအနေနဲ့ပြုဖို့ဆိုတော့ definition မရှိဘူးအဲ့လိုစွဲယူသုံးသပ်လို့မရဘူးထင်ကြီးလည်းဖြစ်တယ်နောက်ပြီးတော့ဒါကြီးကအအနေနဲ့တခုမလို့ကြိုတင်ကာကွယ်ရမယ်ဆိုလို့ရှိရင်လည်းကြိုတင်ကာကွယ်ခုခံပိုင်ခွင့်ဆိုတဲ့အနေအထားမှာမကြရောက်ဘူးသူတို့ရဲ့လူများနေခြင်းဟာသူတို့ဘာလို့ဒုက္ခပေးဖို့ဆိုတော့ချင်းရလက္ခဏာလုံးဝမရှိဘူးရှိလို့ရှိရင်ကိုယ့်ဟာကိုရှိတယ်လို့ပြောတဲ့လူကကိုယ့်ဟာကိုစိုးရိမ်နေရတာဖြစ်မယ်ပေါ့နော်ကိုယ်စိတ်ထဲမှာကိုယ်စိတ်သက်သာဖြစ်နေရတာဖြစ်မယ်ဆိုတော့အဓိပ္ပာယ်မျိုးဖြစ်တယ်အဲ့ဒါကအခုနောက်ပြီးတော့သူပြောတယ်သူတို့ခရိယန်နေနှိုးထလာပြီ
ဆိုတာကအဲ့ဒါဆိုလို့ရှင်သူအခုကဘာကြီးတစ်ခုလုံးမှာအုတ်အော်တောင်းနဲ့ရက်တည်နေတယ်အစ္စလမ်ဘာသာဝင်တွေဖိနှိပ်ခံတဲ့အတွက်ရက်တည်ပေးနေတဲ့လူအုပ်ကြီးတွေကိုမမြင်ဘူးလားအဲ့ဒါတွေကပုံများတယ်လေအဲ့ဒီလူအုပ်ကြီးတွေကပုံများနေတယ်ပုံများတဲ့အခါမှာတော့ဟိုတံပြန်ပြီးတော့သူတို့မဘာသာအုပ်စုတွေကသူတို့ခရီးယန်နေဖြစ်ပေါ့နော်တခြားနန်းမွတ်စလင်တွေကနေပြီးတော့ပြန်ပြီးတော့တံပြန်လာတာဖြစ်တယ်နောက်ပြီးတော့ migrant ဆိုတဲ့ပြဿနာကိုကအစ္စလမ်မလို့နိုင်ငံတကာရှုံချနေမှာအမေရိကန်ရောအင်္ဂလန်ရော migrant ဆိုတဲ့ပြဿနာကိုသူတို့ဒါနိုင်ငံတွေကတမ်းမခံညတော့ဘူးနော်ဘယ်ဘာသာဝင်မလို့မတတ်မှတ်ဘူးသူတို့နိုင်ငံတွေမှာဒီဒုက္ခတွေကိုတွေးရခြင်းပေါ်မှာပြဿနာဖြစ်နေကြတာဖြစ်တယ်မြန်မာတွေကိုလည်းသူတို့မလို့လာဘူးအဲ့ဒါဆိုဗုဒ္ဓဘာသာမြန်မာတွေရောအခုပြန်မဆက်ကျင်လို့လားဗုဒ္ဓဘာသာမြန်မာတွေတို့ဖုံးဝင်လာမှတော့ကြောက်နေပြန်ရမှာဆိုလို့ပြန်ပို့တဲ့အနေထားတွေအများကြီးဖြစ်နေလို့အဲ့တော့ဘာသာသူတို့ဘာသာမလို့မဟုတ်ဘူးဟုတ်ပြီအဲ့ဘုန်းကြီးနေဟုတ်ပြီဒီလူတွေကဘယ်တော့ဒုက္ခပေးတဲ့လူမျိုးတွေဒုက္ခပေးတဲ့လူမျိုးတွေသူတို့ပြောတယ်ဘုန်းကြီးပြောတယ်လောကကြီးမှာဘယ်လိုလူကဒုက္ခပေးဆုံးဒုက္ခငြိမ်းအောင်ဆိုပြီးတော့သူတို့လူမျိုးမိန်းမလည်းမယူခလေးလည်းမမွေးတဲ့ဘာသာရေးဟာကောင်းတယ်ကိုယ့်ဘာသာကောင်းတယ်လို့ပြောနိုင်ပါတယ်သူတို့ဘာသာဟာချွင်းရင်းချက်တွေရှိတယ်အားနည်းချက်တွေရှိတယ်နော်ခလေးတွေအများကြီးမွေးတာဆိုပြောနိုင်ပါတယ်ဒါပေမဲ့အဲ့ကနေပြီးတော့ပို့ပြီးတော့မုန်းလာအောင်ပြောလို့မရဘူးအမုန်းတရားတွေဒီဖြစ်အောင်ပြောလို့မရဘူးကိုယ့်ဘာသာရဲ့အားတာချက်ကိုပြောခွင့်ရှိတယ်သူများဘာသာရဲ့အားနည်းချက်ကိုပြောခွင့်ရှိတယ်အဲ့လိုမျိုးပြောကြဟိဆိုလို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုသူတို့ပြောလာပြန်ဥပမာကျွန်တော်တို့လူချင်းတူလူချင်းမြတ်ကျွန်တော်တို့တိုင်းပြည်ကိုတိဆောက်ကြတယ်တိုင်းပြည်တိဆောက်ကြတဲ့အခါမှာတနိုင်ငံလုံးတိုင်းတာနဲ့ဘုံကြီးဝတ်ကုန်မယ်တနိုင်ငံလုံးတိုင်းတာနဲ့မတိလိုက်ဝတ်ကုန်မယ်တိုင်းပြည်တိဆောက်လို့ရတယ်မရတဲ့အခါမရဘူးအဲ့တော့ကကြတော့ကျွန်တော်တို့လူဝစ်ကြောင်ဘဝနဲ့ကျွန်တော်တို့လောကုတ်တရားတွေကိုပင်ပန်းစ조사နေတဲ့လူတွေကနေပြီးတော့ဘုန်းကြီးတွေကိုနော်ဟိုဘာမှလည်းကြိုးစားအထောက်မှုမရှိဘူးတိုင်းပြည်တည်ဆောက်ဖို့ရအတွက်ပေးဆက်တာလည်းဘာမှမရှိဘူးပင်မလည်းမခံဘူးစားဖို့တောက်ဖို့တော့မှသူများကြွေးတာစားတယ်ဆိုပြီးတော့ဝေဖန်လိုက်ဘယ်လိုလုပ်မှာလဲအကယ်၍ကျွန်တော်တို့နော်ဒီအိမ်တောင်သားမွေးကိစ္စတွေကိုအပြစ်တင်မယ်ဟဲ့ဆိုလို့ရှိရင်အိမ်တောင်သားမွေးပြုတဲ့သူတွေကလည်းဒီအိမ်တောင်သားမွေးမပြုဘဲနဲ့နေခြင်းဟာအချောင်နေခြင်းဖြစ်တယ်တိုင်းပြည်တည်ဆောက်ရမှာမပါဝင်ခြင်းဖြစ်တယ်အာမထုတ်ခြင်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြောလိုက်ရောပြောလို့ရတယ်ဒါပေမဲ့သူတို့ဘုန်းကြီးတွေကဥပဒေသားတို့ဆိုလို့ကျင်လာကဗုဒ္ဓဘာသာဖြစ်ရင်တော့ရတယ်အိမ်အောင်သားမွေးလည်းပြုလို့ရတယ်ဘယ်နှယောက်ယူလည်းရတယ်ဘယ်နှယောက်မွေးလည်းရတယ်သူတို့ရှိခိုးရင်ပြီးရောဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့တော့သူတို့ကအစ္စလမ်ဘာသာဝင်တွေသူတို့မရှိခိုးလို့သူတို့ရဲ့အောက်မှာပေါ့နော်သူတို့မကိုးကွယ်လို့ဆိုတဲ့အဓိပ္ပာယ်မျိုးမှာဖြစ်နေတယ်သူတို့လူမွေးခြင်းမမွေးခြင်းပေါ်မှာသူတို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေကြီးအိမ်အောင်သားမွေးပြုနေမှာမဟုတ်ဘူးအိမ်အောင်သားမွေးခြင်းဒုက္ခကိုခံယူတဲ့သူထမ်းဆောင်တဲ့တာဝန်ကိုထမ်းဆောင်တဲ့သူတွေကမှားတာလားအဲ့ဒါသဘာဝတရားမဟုတ်ဘူးလားသဘာဝကိုလွန်ခြင်းတော့လွန်လို့ရတယ်လွန်နေတဲ့လူတွေကကိုညာနေတဲ့လူတွေကပုံများတယ်အခုဆိုရင်သာသနာမှာအများကြီးပဲတန်ဃာဝတ်နဲ့ဘုန်းကြီးဝတ်နဲ့မိန်းကလေးနဲ့ပတ်သက်တဲ့လူတွေတရားဝင်ယူလိုက်တဲ့လူတွေပေါ်တင်တိတ်ဘုံနေပေါ်တင်ယူတဲ့သူတွေကအများကြီးပဲကျွန်တော်တို့မြန်မာနိုင်ငံလုံးသိပါတယ်မတိကြအောင်စောင့်နေတာဖြစ်တယ်အဲ့ဒီသူတွေကပဲဘာသာကြီးကလှုံ့ဆော်နေတာအဲ့တော့ကကြတော့အဲ့လိုဟန်ဆောင်ပြီးတော့နေတဲ့သူတွေနေဘုန်းကြီးတိုင်းကိုမဆိုလို့တကယ်ကိုဝီနီးကိုထိန်းတယ်ဆိုတော့ဘုန်းကြီးတွေရှိတယ်အဲ့ဒီလိုဝီနီးကိုထိန်းမယ်ဟိဆိုလဲသူတစ်ပါးရဲ့ဘာသာကိုလူတွေတက်ဖြတ်အောင်မုန်းအောင်ဘာသာရေးကမစည်းရုံးအောင်ကိုယ့်ရဲ့တပည့်တာဝါကတွေကိုလူမေတ္တာထားတတ်အောင်မစည်းရုံးရတယ်အဲ့ဒါဝီနီးနဲ့ညီရပေါ့နော်ဝီနီးနဲ့မညီတဲ့ဘုန်းကြီးပဲဥရသူဆိုရင်သူကအမုန်းတရားကိုဖြန့်နေတာဖြစ်တယ်သူကဘုန်းကြီးမဟုတ်တော့ရင်သူ့သာသနာရေးကသူ့ကိုတန်ငါလို့မတက်ပါနဲ့သင်္ကန်းချုပ်ရမယ်
သင်္ကန်းချွတ်ဆိုလည်းမချွတ်ဘူးသင်္ကန်းချွတ်ခိုင်းလို့ရန်ခက်တဲ့ဘုန်းကြီးတွေရှိတယ်သာသနာရေးဝန်ကြီးဌာနကိုနိုင်ကဘုန်းကြီးမဖြစ်တင်ဘူးဆိုပြီးတော့သင်္ကန်းချွတ်ခိုင်းတာမချွတ်ဘူးမနာခံတဲ့အတွက်တရားရုံးကိုအားကိုးရတယ်ပေါ့သာသနာရေးဝန်ကြီးကတရားလုပ်ပြီးတရားဆိုတယ်ဒီဘုန်းကြီးကိုသင်္ကန်းချွတ်ပေးပါသင်္ကန်းမချွတ်လို့ရှင်ထောင်ချတဲ့ပုံမှန်ရှိတယ်ကျွန်တော်တို့ရစတက်ကြီးမှာဒီဟိုပါပေါ့နော်ဒီပုံမှန်ရှိတယ်သူတို့အမိန်ပေးတဲ့ဟာမနာခံတဲ့အတွက်ထောင်ချလို့ရတဲ့ပုံမှန်ရှိတယ်အဲ့ဒါနဲ့ချွတ်တာတော့ဘာသင်္ကန်းချွတ်ဖို့ကြိုးစားတာမှာအဲ့ဘုန်းကြီးကတပည့်တော်ကတွေအများကြီးကိုဖုံးကြောင်တီဟိုတရားရုံးတီခေါ်လာပြီးတော့သူ့ဘက်ကရက်တီခိုင်းတယ်နော်ဥပမာဗျအုတ်ချုပ်ရည်မူမြို့နယ်အုတ်ချုပ်ရည်မူကဘုန်းကြီးကိုသင်္ကန်းချွတ်မဲ့ဘက်ကဆိုလို့ရှိရင်အုတ်ချုပ်ရည်မူရဲ့ကတော့ကသင်္ကန်းမချွတ်မဲ့ဘက်ကတရားရုံးလာပြီးတော့မျိုးစီယုံတယ်ဖို့သူရဲ့အုတ်ချုပ်ရည်မူကခေါ်တဲ့အစည်းအဝေးကိုသွားလို့ရှိရင်တရားသူကြီးတို့အဲ့ဒီဘုန်းကြီးကိုခုထိသင်္ကန်းမချွတ်သေးဘူးလားဆိုပြီးတော့မေးတယ်သူရဲ့ကြောကကြတော့အိမ်ထိကိုရောက်လာပြီးတော့တရားသူကြီးဒီဘုန်းကြီးကကျမတို့အင်မတန်ကြီးညိုတဲ့ဘုန်းကြီးဖြစ်ပါတယ်ဒီဘုန်းကြီးကိုသင်္ကန်းမချွတ်ပါနဲ့ဆိုပြီးတော့လာပူစားတယ်အဲ့လောက်ဒီဘုန်းကြီးရဆိုတာနဲ့ဆုံးမလို့မရဘုန်းကြီးတစ်စီမကြောက်တယ်ဟုတ်ပြီအဲ့တော့ဘုန်းကြီးအဲ့ဒီဘုန်းကြီးဘယ်လိုဖြစ်နေရလဲဆိုတော့သူကအဲ့ဒီသူတို့မှာကိုးကွယ်သူရှိရင်ဘုန်းကြီးဆိုတာကိုးကွယ်သူရှိလို့ရှိရင်ဘသူကပဲဘုန်းကြီးမဟုတ်ဘူးလို့တတ်မှတ်သူဘာပြစ်မှုပဲကျူးလွန်သူ့ကိုကိုးကွယ်တဲ့သူရှိလို့ရှိရင်သူကဘုံကြီးဖြစ်နေရပဲပေါ့နော်ဒီမှာချွတ်လိုက်လဲတရားရုံးကချွတ်လိုက်လဲခဏနေသွားပြီးသူကသူ့ကိုကျညိုတဲ့လူတွေကြားထဲမှာသူသင်္ကန်းကောက်ချုံလိုက်ပြန်ရောအဲ့တော့ခါကျတော့မြန်မာလူထုရဲ့ဒီဟိုပါပေါ့နော်ဘလို့လူကိုကျညိုမယ်ဘလို့ဆိုတာဟိုဆုံးဖြတ်နိုင်တယ်ဆိုတာအားနေတယ်မတွေ့ဘူးလားဟိုရွှေကုံဖျားပေါ်မှာပါလဲအခုဆိုလို့ရှိရင်ဘိုးတော်ဆိုပြီးတော့တမင်းချိတ်ပြီးတော့နေတဲ့ဟာတွေမှာကိုးကွယ်တယ်ကိုးကွယ်တဲ့လူတွေကလည်းရှိတယ်ရှိနေတယ်ပေါ့နော်။ဒါကြောင့်မလို့တန်ဃာတော်တွေကတန်ဃာလှုပ်ရှားလို့ကောင်းနေတယ်။တန်ဃာတွေကိုအနေအဲ့ပါပေါ့။ဟိုဖြစ်เสียနာမည်ပြက်เสียတာပေါ့နော်။ဟိုကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာအယူအဆအမှာလူဦးရေနဲ့ပတ်သက်အားနည်းချက်တွေရှိတယ်။အားနည်းချက်တွေရှိတယ်။တဖြည်းဖြည်းနဲ့နေပါသွားမယ်။သူများဘာသာဝင်ဦးရေနေပါသွားမယ်။ဆိုတာဒီဘာသာဝင်ရဲ့ပြဋ္ဌာန်းချက်ကိုအဖြစ်နေရလေ။ကျွန်တော်တို့ကဒီကမေတုဆိုတဲ့ကိစ္စကိုအမပေးဘူး။ဒီလိုကင်းနေနိုင်လေကျွန်တော်တို့ချီကျူးလေရိုသေးလေထိုင်းရှိခိုးလေဖြစ်နေတဲ့အနေထားရဟိုကကျွန်တော်တို့အားနဲ့ချက်နဲ့ကျွန်တော်တို့ဖြစ်နေတာကသူများကကိုသူများကိုသွားပြီးတော့သူများရဲ့ဘာသာရေးရဲ့အာသာကျဲရသူတို့လူဦးရေကျွန်တော်တို့ထက်များမယ်ဘာသာဝင်ဦးရေများမယ်အဲ့ဒါကိုသွားပြီးတော့တိုက်ခတ်လို့မရဘူးကျွန်တော်တို့လူဦးရေနေတဲ့အတွက်ကျွန်တော်တို့ပွင့်ချမ်းသာမယ်ကျွန်တော်တို့တက်တောင့်တက်တာနေရတာတွေရှိမယ်ဘုန်းကြီးဝတ်လေးနေဘုန်းကြီးဝတ်လေးတက်တာလေးပဲဗျာတယောက်ပဲမွေးလို့ရှိရင်တယောက်စာပဲတက်တာနှစ်ယောက်မွေးနှစ်ယောက်စာပင်ပန်းတယ်သုံးယောက်မွေးသုံးယောက်စာပင်ပန်းတယ်ဟုတ်ပြီလေတက်တာအောင်နေသလိုတက်တာလေအဲ့တော့ကကြလူကြီးနေတဲ့အတွက်ကျွန်တော်တို့တက်တောင့်တက်တာနေရတဲ့ဘဝတွေရှိတယ်သူတို့မှလူကြီးများတဲ့အတွက်သူတို့ရဲ့ဒုက္ခတွေသူတို့ပုံများတယ်သူတို့ပင်ပန်းစင်းရတဲ့တန်တွေရှိတယ်သူတို့ရဲ့ပို့ပြီးကြိုးစားအထောက်ရတယ်အဲ့ဒီအထောက်ရတဲ့အတွက်အားနဲ့ချက်ကပင်ပန်းတာရှိတယ်လို့အားသာချက်ကသူတို့မှသူတို့လူနဲ့သူတို့ပြည့်စုံရတယ်ပျော်ရွှင်ရတယ်အားရှိရတယ်ဆိုတဲ့ခန္ဓာရှိတယ်အဲ့ကြရင်မှနာလို့ဖြစ်လို့မရဘူးကျွန်တော်တို့အဲ့ကြရင်ကျွန်တော်တို့အဲ့ဒါကြီးကိုစိုးရင်ကြောင်ကြနေလို့မရဘူးဒါကသူတို့ပင်ပန်းစင်းရခံမှုရဲ့သူတို့ရဲ့အတီးပွင့်ဖြစ်တယ်ကဘာပေါ်မှာလဲသူတို့တွေကဘယ်လောက်ပဲသူများတွေကတိုက်ခိုက်သူတို့ရဲ့အင်အားစုကတအားကြီးလာတယ်တားစီးလုံးလာတယ်ဒါကသူတို့ရဲ့စင်းရဲပင်ပန်းခံခဲ့မှုရဲ့အတိပွင့်မယ်လေသူတို့ရဲ့ဒုက္ခမျိုးတာသမီမွေးဖွားခြင်းနဲ့ခံစင်းရဲပင်ပန်းမှုမျိုးမခံခဲ့တဲ့လူတွေမရတဲ့အကျိုးကျေးဇူးသူတို့ခံစားနေရတယ်အဲ့ဒါကိုလို့ဖြစ်လေကျွန်တော်တို့ဥပမာအခုသူတို့ဘာသာရေးကသူတို့ကစီးပွားရှာရတယ်နောက်ပြီးတော့သူတို့ရဲ့သာသနာဝန်ထမ်းကိုယ်၌ကစီးပွားရှာရတယ်စီးပွားလည်းရှာရတယ်မိသားစုလည်းတည်ထောင်ရတယ်ဖြစ်တဲ့အတွက်အခုဥပမာမြန်မာနိုင်ငံမှာကျွန်တော်တို့စာဝတ်နေတနိုင်ငံလုံးအကျက်တက်ဖြစ်ပြီဆိုလို့ချင်းဒီသာသနာဝန်ထမ်းနဲ့သူတို့ရဲ့ဘုန်းကြီးတွေကိုနိုင်ကိုကသူတို့လူနိုင်တန်းနိုင်မယ်ကူညီနိုင်မယ်လူတွေကိုကျွန်တော်တို့ဗုဒ္ဓဘာသာအရာကကျွန်တော်တို့ရဲ့လူမျိုးတွေဆင်းရဲကြက်တဲခြင်းကိုကျွန်တော်တို့ဘုန်းကြီးတွေကဘလို့မှမကယ်နိုင်ရှာဒါရဲ့သူ့ရဲ့ဘာသာရေးကန့်သက်ချက်အရာကိုသူ့မှာစီးပွားရှာခွင့်မရှိတော့မချိတင်ခဲ့ဖြစ်အောင်ကလွဲလို့ကျွန်တော်တို့မကယ်နိုင်ဘူးမကယ်နိုင်တဲ့အခါမှာဒါရဲ့ကိုယ့်ရဲ့
နော်လူမျိုးတွေကိုကွယ်တယ်လူနေစင်းရဲနေတဲ့ကမှာစိတ်စင်းရဲတဲ့ကြီးဆိုတာဖြစ်လိမ့်မယ်သူတို့ရင်ထဲမှာအတော်လေးကိုစိတ်မကောင်းဖြစ်လိမ့်မယ်ဆိုတာလေယုံမှတန်တရားမရှိဘူးဒါကအကြီးကဲတွေမှာခေါင်းဆောင်တွေမှာဖြစ်တတ်တဲ့ဆန္ဒမျက်ရည်ပေါက်ကြအောင်လွယ်ပြီးတော့ကျွန်တော်တို့ရဲ့လက်တွေ့ကူညီနိုင်စွမ်းမှာလုံးဝမရှိဘူးမရှိတဲ့အခါမှာတစ်ဖက်လက်နဲ့နင်တို့ဒီလူတွေသွားမုံမိတာမျိုးလည်းဖြစ်နိုင်တယ်ကိုလူတွေမွဲနေပေမဲ့သူများကိုလူမဟုတ်တဲ့လူတွေကမမွဲတဲ့ခါမျိုးမြင်ရတဲ့ခါမျိုးမှာဖြစ်နိုင်တယ်ဖြစ်လာတဲ့ဆန္ဒဖြစ်မယ်အဲ့ခါမှာသူတို့ကကိုလူမျိုးကိုတနာလေးလေကိုဘာသာဝင်တွေကိုတနာလေးလေသူများဘာသာဝင်တွေကိုမုံတီးစိတ်ဝင်မိလေးလေဘုန်းကြီးတွေမှာဖြစ်ပြီးတော့တိုက်ခိုက်နေရဖြစ်နိုင်တယ်ဒီလူတွေကိုစီးပွားမဖြစ်စေနဲ့ဒီလူတွေရဲ့စီးပွားရေးကငါတို့စီးပွားရေးဆိုတာမျိုးတွေမြင်လာတာမျိုးဖြစ်မယ်ပေါ့နော်အဲ့ဒါကကိုမကယ်နိုင်လို့ဖြစ်တာ အဲ့တော့ဒါ အောက်ဆေးရအေယာမစီမံကိန်း20ရာစုအစပိုင်းလောက်ကလေးကိုမဟာဗျူဟာစီမံကိန်းကိုရေးဆွဲလာကြတာပါနော်နိုင်ငံတနိုင်ငံတည်းကိုအစ္စလာမစ်ဇေးရှင်းလုပ်ဖို့တခုတည်းမဟုတ်ဘူးနော်နိုင်ငံတကာကိုအစ္စလာမစ်ဇေးရှင်းလုပ်ဖို့ရေးဆွဲထားတဲ့တကယ်အစ္စလာမစ်ဇေးရှင်းမဟာဗျူဟာကြီးပေါ့နော်ကဘာနဲ့ချီပြီးတော့ရေးဆွဲထားတာပေါ့နော်ဒီကဘာလုံးအစ္စလာမစ်ကဘာကြီးဖြစ်စေချင်တာပေါ့ဗျာဒီကဘာလုံးအစ္စလာမစ်ကဘာမဖြစ်သေးတဲ့၍ဒီစီမံကိန်းကြီးကိုသူတို့တွေကလက်ဆင့်ကမ်းပြီးတော့လေမျိုးဆက်ဆက်ဆက်ပေါ့ဆိုကောအတေရောအထမရောအနုနီရောအကျန်းနီရောပေါ်တင်ရောခိုးကြောင်ခိုးဝက်ကောအကောင့်ထဲဆက်ပြီးတော့ဖော်နေကြပါတော့သူတို့အကောင့်ထဲဖော်နိုင်ဖို့အတွက်နိုင်ငံတကာကိုတက်ဖြတ်မှုလိုတာပေါ့နော်နိုင်ငံတကာတက်ဖြတ်မှုအတွက်အကောင်းဆုံးကတော့ဒုက္ခတဲ့အောင်ဆောင်တာအကောင်းဆုံးပဲအဲ့လိုဒုက္ခတဲ့ခေါင်းစဉ်တက်ပြီးတော့ခွင့်ချက်မဟာဗျူဟာစီမံကိန်းကြီးကိုအကောင့်ထဲဖော်လာခဲ့ကြတယ်နော်ဒါကိုအဟုတ်ထင်ပြီးတော့လူသားချင်းစာနာမှုတို့လူခွင့်ရေးတို့နဲ့ပြည်သူတွေကိုလှည့်စားပြီးတော့နိုင်ငံတကာအစိုးရတွေကလက်ခံခဲ့ကြတာပေါ့နော်အခုတော့နောက်ကဘာတစ်ခုလုံးဒါထိုးပေါက်ခံလိုက်ရပြီပေါ့ဗျာအစ္စလာမစ်ဇေးရှင်းလောက်ခံလိုက်ရပြီပေါ့နော်ခရစ်ယာန်ခက်ဆက်တွေကျိုးပေါက်သွားပြီပေါ့ဗျာအဲ့တော့ဒီဘက်မှာလေဥရသူကဒါကျွန်တော်အမြဲပြောပါတယ်သူပြောတဲ့ဟာကျွန်တော်တော့မှာပဲသူပြောတဲ့ထဲနားအောင်သွားကြတော့တော်တော်လေးကိုကြောက်စရာကောင်းတဲ့ဝါဒဖြန့်ချိမှုပဲနော်အဲ့ပြောတဲ့နေအရှိတရားလေသူတို့လူမျိုးတွေသူတို့ဘာသာဝင်တွေလူများနေတာအရှိတရားဖြစ်တယ်နိုင်ငံတိုင်းမှာရောက်ရှိနေတာပြန့်နှံ့နေတာအရှိတရားဖြစ်တယ်အဲ့ဒီအရှိတရားကြီးပုံမှာအနေကျက်လူမျိုးကြီးထိုးနှက်ပြီးတော့အန်ရကြီးလူမျိုးထိုးနှက်ပြီးတော့ဒါကသူတို့တမင်လှုပ်တာဖြစ်တယ်သူတို့ဘာသာဝင်တွေပြန့်ပွားဖို့အတွက်လှုပ်တာဖြစ်တယ်လို့ပြောလို့ရမှာပြောလို့ရတယ်လားပြောလို့ရတယ်ဆိုလို့ရှိရင်သူတို့ရဲ့တမန်တော်ကဲအကြံစီလို့ပြောမှာလားပြောမယ်ဆိုလို့ရှိရင်အဲ့ဒါကဒီလူတွေရဲ့အပြစ်လားဒီလူတွေကမွေးလာတာလွဲလို့နေဖို့ရှင်ဖို့ကြိုးစားရတာလဲနေဖို့ရှင်ဖို့ကြိုးစားတာဒါမှပြစ်မှုမဟုတ်သူတို့ဘာကိုမတက်ဖြတ်ရင်ပြီးရောနာကျင်အောင်မလုပ်ရင်ပြီးရောမစော်ကားရင်ပြီးရောပြစ်မှုမြောက်ဖို့အကြောင်းမဟုတ်ဘူးနမီအဝိဒုက္ခတဲ့အနေနဲ့ကမိကိုကဲ့ရဲ့စားရအောင်ဘယ်သူမှဆန္ဒမရှိဘူးဒါ migration ကအခုကဒုက္ခတဲ့နာမည်ခံလို့ခံမတာနိုင်ငံတကာတွေသွားရတာမလို့အခုကတနိုင်ငံနဲ့တနိုင်ငံပူကောင်းတဲ့နိုင်ငံတွေသူတို့ပဲခွင့်ပြုထားလို့သွားကြတာလေသူတို့တွေပဲလှုပ်ထားတာကဲတင်ရှင်လုံးလို့လှုပ်ထားသူတို့ဒီလိုမျိုးစနစ်မျိုးမရှိထားရင်ဘယ်သူမှမသွားဘူးအခုကပူကောင်းတဲ့နေရာကိုရှာဖွေပြီးသွားနေကြတာသူတို့ကြည့်ပါမဟုတ်ဘူးလူတိုင်းပဲသွားနေကြတာအဲ့တော့သူတို့ကပြန်ပွားဖို့သွားတယ်ဆိုပြီးတော့သူတို့ကိုမှရွေးပြီးတော့ပြောလို့ရှင်မှားမှာပေါ့နော်နောက်ပြီးတော့ဟုတ်ပြီကျွန်တော်တို့လူနိုင်ငံမှာအစ္စလာမ်ဘာသာဝင်တွေမနေဘဲနဲ့နိုင်ငံတကာထွက်တာပါမှာလေကျွန်တော်တို့နိုင်ငံမှာအစ္စလာမ်ဘာသာဝင်တွေတက်ပဲမှာလဲလုံခြုံရေးအကျဉ်းမှုဘယ်ချိန်ထတက်မလဲဘယ်ချိန်ထအထီးကယုံဖြစ်မလဲဘယ်ချိန်နဲ့ဝင်ခုံမလဲဆိုတဲ့စိတ်ကအစွမ်းမရှိနေတာနေရဖို့အစွမ်းရှိလို့တော့ထွက်မှာပဲနိုင်ငံတကာလုံးဝလူခွင့်နဲ့ပတ်သက်ကာကွယ်ဆောင်ရှောက်မှုအသက်အနေနဲ့ပတ်သက်ကာကွယ်ဆောင်ရှောက်မှုမရှိလို့ဆိုရမှာအစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်အဲ့မြန်မာနိုင်ငံအများဆုံးပြင်မှာအဲ့ဒုက္ခတဲ့အဲ့လှေစီဘုတ်တီးပဲဆိုလို့ရှိရင်မြန်မာနိုင်ငံကနေအစွန်းရောက်နိုင်ငံကနေပြီးပြေးရတဲ့အစ္စလာမ်ဘာသာဝင်တွေပုံများလိမ့်မယ်နိုင်ငံတကာကဒုက္ခတဲ့နေနေရတယ်ဆိုလဲအဲ့မြန်မာရဲ့ပြောပါใช้อยู่ใช่ไหมแค่จองกับ Traveler กาเที่ยวบินที่พักกิจกรรม new ကြီးရဲ့ထွက်ပေါက်က OIC ပြတကဘာလုံး Islamization နဲ့ကိုမလို့ဒီအတိုင်းမျိုးကိုအပိုင်ရောက်ဖို့အတွက်အခက်ပဲအခါကလေးကဘယ်လိုကြံစီခဲ့ကြတယ်လဲသမိုင်းထောင်တာရှိအဲ့ဒီဆိုရလက်ထက် ICG ကိုနားကြရတယ်ကလည်းမသုံးရတဲ့အချိန်မှာအဲ့ဒါကိုရန်သူတို့မြင်တာမစမ်းပါသူ့လို့သာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံလေ
ဒီထက်စင်းရမှာပဲသူ့လူသားမျိုးသူ့လူသားမုံမဲပွားနေပြီးတော့လူပဲခွဲခြားကန့်တက်နေပြီးတော့စူးစမ်းအထုံးမှုတို့နော်ကိုအားကိုမှုတို့ဟိုဖခင်ပြီးသားမှုတို့နော်လူပြီးသားမှုတို့ဆိုတဲ့စိတ်မျိုးမရှိဘဲနဲ့လူလို့မမြင်တဲ့အတွေးခေါ်တွေထွန်းကားနေလို့တော့ကျွန်တော်တို့နိုင်ငံလေးလက်မွဲဖို့သူ့ကြက်ကြက်နာတာဘာကောင်းစားလဲသူ့ရဲ့ရွေးချက်ကဘာပဲအောင်မြင်လဲစစ်အာဏာရှင်စနစ်အောင်မြင်တယ်အာဏာရှင်တွေကောင်းစားတယ်မြန်မာလူထုတွေကတော့လုံခြုံနေထားအောင်တော့သူတို့ကာကွယ်လို့လုံခြုံတာလားဟိုမှာသူတို့ရှိလို့မြန်မာလူထုတွေလုံခြုံတယ်သူတို့သာမရှိလို့ရှိရင်ဒီဘာသာဝင်တွေကအကြမ်းဖက်မှာမြန်မာတွေဝါမြုပ်သွားမှာဆိုပြီးသူတို့စစ်တက်လောက်တာလေအဲ့ဒါကြောင့်လေသူတို့ကဒီဘာသာဝင်တွေကိုအကြမ်းဖက်လို့များဆွဆွဲမှာစစ်တက်ရှိဖို့ရအတွက်ပို့လိုအပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်မှာစစ်တက်ရှိတဲ့ဟာသူတို့အာဏာမြဲခြင်းလေဒီဘာသာဝင်တွေကအန္တရာယ်ရှိတဲ့ဟာလေလို့နဲ့သူတို့ပုံဖော်လေမလို့လဲဆိုတော့လူုံများတာရဲ့ဟိုအကြမ်းဖက်တဲ့သူတွေရဲ့เนาะဟိုအထီးကယုံလောက်တဲ့လူတွေရဲ့ဆိုလို့ရှိရင်ကျွန်တော်စစ်တက်ကလည်းပြီးသူတို့အုံနိုင်တာဘာမှမရှိဘူးလေအဲ့တော့စစ်တက်ရှိနေခြင်းကိုသူတို့ကလူတွေလိုအပ်နေစေခြင်းတဲ့အခါမှာဒီလူတွေကိုအန္တရာယ်လို့ပုံဖော်တာအခုဒီစစ်တက်တာမရှိကျွန်တော်တို့အဲ့ဒီလိုမျိုးဖြစ်เสียအကြောင်းရှိတယ်လို့ထင်လားဒီဘာသာဝင်တွေကကျွန်တော်တို့ဒုက္ခပေးမယ်ထဲထပြီးလဲလီးမယ်လို့ထင်လားအဲ့လိုမျိုးလဲလီးမယ်ဆိုပြီးတော့ဒါစစ်သားဆိုမြဲနေပြောနေနို့ကတော့ရှိလို့ငါတို့မရှိနေလို့လဲတယ်လိခံအဲ့ဒါဘယ်လိုယုတ်တိမရှိတဲ့ဆွဆွဲချက်တွေလဲဥပဒေမရှိဘူးလားတရားရုံးရှိတယ်လေဘယ်သူတခုခုအကြမ်းဖက်ပြီဆိုလို့ရှိရင်ဘယ်သူမှမဆိုတရားဆွဲတဲ့အကျင့်ရှိတာလို့ရှိရင်ဘယ်သူမှဥပဒေကစိုးမိုးဖို့ပဲလိုတာလေစစ်တပ်စိုးမိုးဖို့မလိုအခုကြတော့ရှိသမျှပုံမှားတွေကအကောင်လုံးစစ်တပ်ကပြည်သူကိုနှိပ်စက်ဖို့ဖြိုခွင်းဖို့ဖြစ်ပြီးတော့လူတွေမှာဒုက္ခရောက်နေပြီဆိုလို့ရှိရင်အဲ့ဒီဥပဒေတွေကမတုံးတော့သူတို့ကိုကာကွယ်ဖို့ပဲဖြစ်နေတယ်ပေါ့နော်လက်နဲ့လည်းကာကွယ်တယ်ဥပဒေတွေကလည်းသူတို့ကာကွယ်ဖို့အတွက်ပဲတုံးတယ်ဟုတ်ပါပြီမြန်မာပြည်သူလူထုကြီးကတအားပဲလုံခြုံအေးချမ်းနေတယ်တအားပဲဖွံ့ဖြိုးတိုးတက်နေတယ်ဆိုရင်တော့လေသူတို့ရဲ့စစ်တပ်ကြီးမှန်ကန်တယ်ပေါ့ကျွန်တော်ပြောလို့ကျွန်တော်တို့မြင်တာတော့ကျွန်တော်တို့မြန်မာတွေထိုင်းနိုင်ငံမှာအမိုက်ကျုံရတယ်ထိုင်းနိုင်ငံမှာအမိုက်ကျုံလုပ်သားအတွက်မြန်မာလုပ်သားတွေဈေးပေါ်နဲ့ရတဲ့အခါမှာထိုင်းဆိုရအမိုက်နဲ့ပတ်သက်ပြီးတော့တိတ်ခေါင်းမစားဘူးကြိုက်တယ်လို့ပြည့်ကျုံနဲ့မြန်မာတွေရှိတယ်ပတ်စံလည်းပေးသလောက်ပဲဒီလူမကြိုက်နောက်တစ်ယောက်ကျွန်တော်တို့ဆိုရင်ဥမာနိုင်ငံတကာမှာဆိုရင်အမိုက်ကိုအရေးကတက်ဖက်ကတက်ကောကတက်ပလင်းဘူးတွေပါရတက်ပါညာနဲ့စီကန်းနဲ့ဆုံးရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအမိုက်ကျုံတဲ့လူအာနာတော့အပြင်ကျွန်တော်တို့လောက်ထားတဲ့စနစ်တွေကျွန်တော်တို့ထိုင်းနိုင်ငံမှာအမိုက်ကျုံတဲ့သူအာနာစရာမလိုမြန်မာတွေကျုံတာထမိန်နေရောအရန်ဝမ်းနေဖို့ကောင်းတယ်ကျွန်တော်တို့စွနဲ့အမိုက်ကိုကျွန်တော်တို့မြန်မာလူမျိုးပဲကျုံတာပါကျွန်တော်အမိုက်ကျုံတိုင်းစိတ်မကောင်းဖြစ်တယ်အမိုက်စွန့်တိုင်းစိတ်မကောင်းဖြစ်တယ်အေးအဲ့ဒီအမျိုးဘာသာသာသနာအစွန်းရောက်တွေကတော့သူတို့စနစ်လို့ထင်မှာမဟုတ်အဲ့ဒါသူတို့စနစ်လေသူတို့စနစ်မဟုတ်ဘူးလို့ပြောချင်တယ်လားအသုံးမကျလို့ခံရတာလို့ပြောချင်တယ်လားကျွန်တော်တို့သုံးသပ်ပါတယ် ကျွတ်တို့နိုင်ငံမှာလည်းအခုတကြော့ပြန်ဇောင်းထလာတဲ့ဟိုလူမျိုးအတုဗလဲညာလူမျိုးတစ်မျိုးနာမည်နဲ့ဇောင်းထလာတဲ့ပြည်ကျော်သမားတွေတကယ်ကကြားနေရကြအောင်နော်အဲ့ဒါတွေကလည်းခင်ဗျားတို့တမိုင်းကြောင့်ထားပြတယ်ကျွန်တော်တို့ရဲ့သူ့ကိုဘာလို့လွတ်ထားလဲမဖမ်းဘူးလားစစ်တပ်က တွေကိုဘင်္ဂလီတွေလုံးရင်းနဲ့ဝင်တင်တာခင်ဗျာကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးရဲ့ကြော်ဗျအမျိုးရုံးမကြီးပေါ့နော်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးရဲ့ကြော်ဖြစ်တဲ့အမျိုးရုံးမကြီးရဲ့တနည်းကတော့အမျိုးရှုံးမကြီးဖြစ်သွားတာပေါ့နော်အမေဖြစ်တဲ့အမျိုးရုံးမကြီးကသူ့ရဲ့ဆွေတော်မျိုးတော်တွေကိုပေါ့နော်ရခိုင်ပြည်တဲ့အလုံးရင်းနဲ့တောင်းခေါ်တင်ခဲ့တယ်အင်တန်အဲ့ဘုံကြီးဘလို့ဖြစ်လို့ဒီအစ္စလမ်ဘာသာဝင်တော့အဲ့လောက်တောင်မုန်းတီးပြီးတော့ဟွာဖြစ်နေတယ်ယောဂဖြစ်နေတယ်မသိတော့သူ့လိုထမင်းကိုတောင်ရှာမစားဘဲနဲ့စားစေချင်တာလားသူဟိုလူတွေနဲ့ရှင်ကြည့်သူညံ့တယ်ဟိုလူတွေနဲ့ရှင်ကြည့်သူညံ့တယ်တာမန်လူတယောက်ထက်သူညံ့တယ်ကျမလိုမိန်းမတဲ့သူညံ့တယ်
လောကကြီးအတွက်ဘာမှကောင်းကျိုးမရှိဘူးအမုန်းတရားဖြတ်မယ်ထမင်းလကားစားမယ်သူပြောမရဘူးမိမကမေသူမိစ္ဆာစားတာလဲသူကြွယ်ရမှာဘာမပြောနိုင်မိမကိစ္စလည်းမရှိဘူးလို့မပြောနိုင်လူတိုင်းပြည်ကိုအဲ့လိုလူတွေနဲ့တိဆောက်လို့ရတယ်အဲ့ဒီလူတွေတိုင်းပြည်မှာရေးခင်းဖြစ်ပြီအခုငါဘေးတွေကြုံပြီ तू ဆွန့်ခံဖို့ तू ဆွန့်ကြောင်ဖို့ပဲ तू စိတ်ပူရမှာ तू မြောက်ကဲနိုင်ဖို့ तू မှာအစွမ်းစားလုံးဝမရှိဘူးကြိုတင်ပြင်ဆင်မှုလည်းမရှိဘူးသူတို့လူခံထားတဲ့ဟာတွေပြန်လူမှာလားအစကတည်းကလူမခံမဲနေလိုက်မကောင်းလားဖုန်းကြီးရှိမှာစီးပွားဥစ္စာတွေဘာကိစ္စပုံနေရအလုံးမလို့ပဲနဲ့စီးပွားဥစ္စာဘာကိစ္စပုံနေရတိုက်ဆောက်ပြီးကားစီးပြီးနေလို့ရတာအလုံးမလို့ပဲနဲ့လူချင်းတူတူဘယ်လိုဖြစ်လို့သူနဲ့တူတူပဲအာနာရှင်နဲ့ဘာသာရေးကိုအကြောင်းပြပြီးကောင်းစားတာအာနာရှင်တွေကလည်းလက်နက်ကိုအကြောင်းပြပြီးကောင်းစားတာကျွန်တော်တို့ကိုထမင်းကိုရှာစားတဲ့လူတွေကလုံးဝဒီလူတွေကိုလက်မခံတယ်ဘုန်းကြီးဆိုလို့ရှိရင်ဒါဘုန်းကြီးကျွန်တော်တို့ဗုဒ္ဓဘာသာဘုန်းကြီးကကျွန်တော်တို့ဘုန်းကြီးကစွန်းကိုခံစားရတယ်နေဘူးမိုးရဖက်နဲ့မပါပဲသွားရတယ်သူတို့ကအလူမခံရအောင်လုံးဝသူတို့ဒီစွန်းကွမ်းရလွယ်ပြီးကျွန်တော်လုံးဝလိုချင်တက်မှတ်မှုမရှိအောင်ပိုင်ဆိုင်မှုလုံးဝမရှိအောင်ကားတွေဘာတွေဆိုတာမပြောနဲ့ဘုန်းကြီးကကားစီးခွင့်မရှိဘူးဝင်းနီးတော့နဲ့လုံးဝမညီတိုင်းနဲ့နေခွင့်မရှိဘူးအကြောင်းသင်္ကန်းနော်တိပင်တိရိတ်အကြောင်းသင်္ကန်းဟိုမိုးလုံယုံအကြောင်းသင်္ကန်းမှာနေရတယ်ဒါကိုကြည်ညိုတာဒါကျွန်တော်တို့ဒါကိုလေးစားတာသူတို့ရဲ့ဒီရောင်ရဲနိုင်တဲ့စိတ်ကိုကျွန်တော်တို့ကကြင်ကြံမှုကိုလေးစားတာနော်တားများဆိုလည်းမယူဘူးဒါကလိုချင်တက်မှတ်ချင်စရာတွေကောင်းတယ်လောကရဲ့စီးစိမ်နေကြီးပဲဒါတွေအကုန်လုံးစွန့်ပယ်တာကိုလေးစားတာအခုကျတော့ဘုန်းကြီးတွေအကုန်ယူတယ်စီးစိမ်မှန်သမျှအဲ့ဒါယူပြီးတော့သူတို့ဘုန်းကြီးဖြစ်ချင်နေသေးတယ်မြန်မာနိုင်ငံအဲ့ဒီစစ်တပ်ကြော်တွေကလည်းဘုန်းကြီးကိုဘာကြောင့်လောက်တာသိလားသူတို့ပြည်သူလူထုရှိရမတရားစားတာသူတို့ကိုပြည်သူတွေကမုန်းလာမှကြောက်တဲ့အခါမှာသူတို့မစားတင်မနဲ့စားထားတာတွေအခွင့်အရေးလိုတာတဲ့ပုံထားတာတွေပေါ်လာတဲ့အခါမှာသူတို့အဖော်ကြီးတာဘုန်းကြီးတွေကဲမရမယ်ဘုန်းကြီးကသူတို့ထောက်ခံမှာမြန်မာပြည်သူလူထုသူတို့မမုန်းမယ်ဘုန်းကြီးစကားဆိုမြန်မာပြည်သူလူထုအောင်တယ်လေအဲ့တော့သူတို့ကိုမြန်မာပြည်သူလူထုမျက်စောင်းထိုးလာမယ်သူတို့လက်ပေးလက်ယူတွေအကျင့်ပြတ်ချစားတွေပေါ်လာမယ်ကုတ်သွေးစုပ်တာတွေပေါ်လာမယ်ကိစ္စတွေကိုဖုံးဖို့ရအတွက်လင်ရရှိရမတရားရှာတယ်နောက်ကမိမကအိုက်ဟာတွေနဲ့ဖုံးကြီးကိုလက်ထိုးတယ်လက်ထိုးပြီးတော့ဖုံးကြီးတွေသူတို့ကိုထောက်ခံဖို့ရအတွက်တရားဟောပေးဖို့ရအတွက်ပြည်သူလူထုကိုစီယုံပေးဖို့ရအတွက်ဖုံးကြီးကိုလက်ထိုးတာလက်ထိုးပြီးတော့တိန်းတော့ရတဲ့အကြောင်းဆောက်လို့တယ်အမှုတမှုရှိတယ်အဲ့ဒီဘိုးကတော့ဘိုးမှုကတော့အဲ့ဒီဓမ္မကတိကဆရာတော်လေးဦးစင်းငယ်ချောလေးကိုတိန်း300ဆိုအဲ့ခစ်ကတိန်း300ဆိုတာတော်တော်များတယ်အဲ့ကြောင်းဆောက်လို့တယ်ပြီးလဲပြီးတော့အဲ့ဘုန်းကြီးကတက္ကမမှာတော့တယောက်ပထမဂျွာမတောင်းဝင်ကြတဲ့နတ်စမနဲ့ပထမမောင်နောက်ဒုတိယရွာသူလေးနဲ့ချောလေးနဲ့ဟိုသူများရဲ့ဟိုအချောဆုံးကွန်းအောင်ပကောင်ပန်းအောင်ကန်လေးနဲ့အိပ်ပြီးညားပြီးဒါပေမဲ့နောက်ထပ်လှပရွာကိုရောက်လာတဲ့အတိရောက်လာတဲ့နတ်စမတွေ့လဲတွေ့ရောရွာသူကိုပြစ်လိုက်တယ်ရွာသူပြစ်လိုက်တဲ့ခါမှာနတ်စမနဲ့ပြစ်တဲ့ခါမှာရွာသူကမကျင်နဲ့လို့တိုင်တော့သူ့ကိုယူပါမယ်ပြောပြီးတော့ပေါင်းသင်းသွားတယ်ပုံမှန်နဲ့၄တစ်ခွန်နဲ့တိုင်တာအဖုန်ကြီးထောင်ကြသွားတယ်အဲ့ဒါလက်တာမျိုးနဲ့တရားရုံလမ်းမတော်ပြောတာ sorry လမ်းမတော်မျိုးနဲ့တရားရုံမှာအဖုန်ကြီးထောင်ကြသွားတယ်ထောင်ထွက်လာလဲသူကပြန်ဝက်မှာပြန်ဝက်ပြီးဒီပြစ်မှုတွေပြန်ကျူးလွန်မှာပြန်ကိုးကွယ်တဲ့လူတွေလည်းရှိမှာကြိုက်တယ်အဲ့ဒီလက်ထက်ရောက်သွားတဲ့အခါကျတော့LND ဆိုရလက်ထက်မှာကျွန်တော်တို့သူ့အမျိုးတွေကိုဘယ်လောက်ထိအောင်ချင်းရောက်ခဲ့သလဲအမျိုးတွေတော့ဘယ်လောက်ထိအောင်လုပ်ပေးခဲ့သလဲဆိုတာကျွန်တော်တို့လေ့လာကြည့်ပါလားနော်OIC ကလည်းအောက်ကွယ်ကနေပြီးတော့ LND ကိုလိုကြိုးကင်ခဲ့တယ်လေပေါ့နော်အဲ့လိုကြိုးကင်ခဲ့တဲ့အတွက်ကြောင့် LND ကအဘင်္ဂလီတွေအတွက်တရားမဝင်လုပ်ပေးတာတွေရောတရားဝင်လုပ်ပေးတာတွေရောပြည်သူတွေသိအောင်လုပ်ပေးတာတွေရောပြည်သူတွေမသိအောင်လုပ်ပေးတာတွေရောတခင်အားရအောင်လေဘယ်လောက်ထိဘာဝပြခဲ့ကြတယ်လဲအဲ့တော့ဥရသူကဆက်ပြောပါတယ်ဒါတော့ကျွန်တော်တို့လူစိတ်မွေးတာဒီမိုကရေစီသွားတာလူချင်းတန်းတူသဘောထားတာကအဲ့ဒါက OIC ရဲ့စားကိုစားတာလား OIC ကိုဖားတာလားဘုန်းကြီးကဘာလဲဘုန်းကြီးကဟိုကလေသူများပေးစာကမ်းစာစားတာလေဘုန်းကြီးကမှသူများပေးစာကမ်းစာစားတာဘာအလုံးမလုပ်စားတာသူ့လိုဘုန်းကြီးကိုပြောတာနော်
အဲ့တော့ဘုန်းကြီးတစ်ပါးမှာနောက်ကနေပြီးတော့မိခိုစားနေတဲ့သူကကြွားရစားလောက်ရှိတယ်အနည်းဆုံးကြွားရစားလောက်ရှိတယ်အဲ့ဘုန်းကြီးကထမင်းပကံလည်းမစေအောစရာပဲဗျအဲ့ရလည်းမခင်းရဘူးဟာနောက်ကဘုန်းကြီးတန်ခါနောက်ကကိုရင်လေးနှစ်ပါးလောက်မွေးထားလိုက်လို့ရှိရင်အကျွန်းနေပဲအကုန်လုံးဘုန်းကြီးဘဝမှာရခြင်းဟာလောကစည်းစိမ်မိမယူကြတော့မလို့ရတယ်မိမကာမကိစ္စတွေပါတယ်မရှိတောင်မှပဲသူ့မှာစည်းစိမ်ကအပြည့်ပဲအဲ့တော့နောက်ပြီးတော့သူ့ရဲ့ထောက်ပံ့ညင်တဲ့ဆွေမျိုးတစ်ခုလုံးထောက်ပံ့လို့ရတယ်။နောက်သူမိဘမောင်ဘွားတွေညီကိုမောင်နှမတွေပေးကြိုက်တဲ့လောက်အဲ့ဒီလူတွေကဖုန်းကြီးကိုမိပြီးတော့ချမ်းသာတယ်။တစ်တပင်ကောင်းငှက်1000တာတဲ့။အဲ့ဖုန်းကြီးဆိုတာမှန်တကယ်အဲ့ဒါဖုန်းကြီးဝင်းနေနဲ့ညီလာ။ဖုန်းကြီးကသူ့တကိုးစားတော့မှပဲသူတနက်ကနေနက်မမက်ရအောင်။အဲ့ဖုန်းကြီးအကြောင်းကိုမိစားတဲ့လူတွေကလည်းအများကြီးရှိရသလား။ဖုန်းကြီးထက်ဆိုးတယ်သူတို့ကမသူတို့ဖုန်းကြီးကိုသူတို့ကဖုန်းကြီးကိုပို့ကားတယ်အလူကန်စားတဲ့အတိုင်းဝိုင်းအဲ့သူတို့ကအဲ့ဒါသူများတွေကိုလာပြီးတော့အဲ့လိုသူတို့လိုမစားလို့သူတို့ထက်ဂုဏ်သိက္ခာရှိတဲ့လူတွေမနာလို့တာဆိုတော့ငါတို့ဒီမှာလက်ကလေးတွေမှာရှိတယ်မင်းတို့ချောင်းကြည့်ဆိုပြီးတော့ထွက်လာတော့မျက်စိကိုလက်မနဲ့ထိုးလိုက်တဲ့ကလေးကိုတတ်တာပဲရှိတယ်လို့ကျွန်တော်သုံးသပ်ပါတယ်လေဆိုရတဲ့NLD ဆိုရတိတ်ပြီးတော့မဘာသာမဟုတ်ဘူးလို့မစီယုံသမ်းပါနဲ့ NLD ဆိုရမဘာသာဖြစ်ခဲ့ပြီးတော့ဦးရီသားတို့နဲ့တစ်ဖက်တည်းဆိုတာတစ်ဖက်တည်းဖြစ်သွားခဲ့ပါပြီနှစ်သိန်းခွဲကစားနေတာလေမဘာသာဆိုတဲ့ခန္ဓာကြီးရတပ်မတော်ဆိုတဲ့ခန္ဓာကြီးရမဘာသာဆိုတာတော့လက်နက်ကိုင်ဖွဲ့စည်းလည်းမဟုတ်အာဏာပိုင်ဖွဲ့စည်းလည်းမဟုတ်ငါတို့ပြည်သူလူထုကတော့ဗာနိုင်ငံရေးသမားတွေကနေပြီးတော့အမျက်ထုတ်တာစားလိုက်ခံလိုက်ရပါတီဆိုတဲ့လူတွေကအမျက်ထုတ်တာခံလိုက်ရငါတို့ပြည်သူလူထုကဘာအောင်နောက်ညံမှလည်းမရှိတော့ဘာပညာတွေးခေါ်မှလည်းမရှိတော့ငါတို့ပြည်သူလူထုကကျွန်းသူကနိုင်ငံတကာမှာအနှိမ့်ဆုံးဆိုတဲ့ဟာတွေကြပဲလောက်ရတာမိန်းကလေးဆိုလို့ရှိရင်သူတို့ကိုသူတို့ရောင်းစားရတယ်ယောက်ျားလေးဆိုရင်မိုက်တုံးရတယ်မိဘတွေကစာဝတ်နေရင်ခက်ခဲလာတော့ခါကြတော့ကိုသားသမီးလေး73နှစ်လောက်ရောက်ပြီရောက်တာယောက်ျားလေးဆိုလို့ရှိရင်14နှစ်15နှစ်ရောက်ပြီဆိုလို့ရှိရင်ပြန်ထဲပြီနောက်ကူလီထဲပြီအဲ့ကလေးလေးကကျွန်တော်ကလေးလေးတွေចောင်းပို့တော့အဲ့ကလေးလေးရဲ့ကြည့်တဲ့မျက်လုံးကျွန်တော်သားသမီးကိုចောင်းပို့တဲ့ခါမှာအဲ့ဒီပြန်သွားဆင်းရမယ်အသက်10နှစ်ရွယ်73နှစ်ရွယ်ကလေးယောက်ျားလေးကကျွန်တော်ចောင်းသွားတဲ့ကလေးကိုကြည့်တဲ့မျက်လုံးဒင်းတို့မသိဘူးဒင်းတို့လက်ချက်တွေရတာသူတို့ရဲ့ဘဝကိုမိဘပြဋ္ဌာန်းလိုက်ပြီ။ငါမိဘငါ့ကိုဒီဂတိပဲမှန်းတာပါလား။ငါ့ကိုခိုင်းစားဖို့ပဲဖြစ်ပါရောလားဆိုတဲ့စိတ်ခံစားချက်နဲ့အားငယ်တဲ့မျက်လုံးနဲ့အဲ့ဒီမိဘအောင်မတက်တာလွန်တဲ့အစုံလုံးဝတာလည်းရှိတယ်။တချို့ကြတော့လည်းအသိဉာဏ်ကပညာရေးဆိုတာနဲ့တော့တာသမီးဆိုတာဒီတဲ့ကိုကမြင့်တင်ဖို့လိုပါတယ်ဆိုတဲ့စိတ်မရှိဘူး။ဘုန်းကြီးတွေလိုပဲခိုင်းစားမယ်တာသမီးကိုရွေရောက်လိုက်ခိုင်းစားမယ်ဆိုတဲ့မိဘတွေကလည်းအများကြီးပဲအသိဉာဏ်တွေအဲ့လောက်ပဲရှိတယ်ကျွန်တော်တို့မိဘတွေကသူတို့လိုပဲဆင်းရဲခဲ့တော့ကျွန်တော်တို့ခိုင်းစားလို့အများကြီးရတယ်အခြေအနေတွေမှာရှိပေမဲ့မိဘကခိုင်းမစားဘူးသူတို့ပဲလုပ်တယ်ပြင်မမဲ့လုပ်ဆင်းရဲမဲ့လုပ်တာသမီးကိုကြောင်းအောင်ရအောင်ပို့တယ်ငါတို့လိုမဆင်းရဲစေရအောင်ငါတို့လိုလုံးသမားမဖြစ်စေရအောင်ငါသမီးကအရာရှိလို့စပွဲငါသမီးကအရာရှိလို့စပွဲမှာထိုင်ရမယ်ဆိုတဲ့စေတနာမေတ္တာကြီးမားမှုမျိုးရှိတဲ့မိဘကမှလည်းအဲ့လိုမိဘကိုပဲလေးစားတာကိုကလည်းကသမီးကိုခိုင်းစားမယ်ဆိုတဲ့စိတ်နဲ့မိဘကလည်းတာသမီးကိုခိုင်းစားတယ်ဆိုတဲ့မိဘကိုပဲလေးစားတာအဲ့တော့ကညာမဆန်းဘူးဒီလိုမျိုးအမျက်ထုတ်တဲ့လူတွေခိုင်းစားတဲ့လူတွေကိုတက်တာအောင်မေတ္တာတရားမရှိဘဲနဲ့ကိုတက်တာဖို့ပဲဦးစားပေးတဲ့လူမျိုးဆိုတာလေသူတို့ချင်းချင်းပဲလေးစားတာလည်းမဆန်းဘူးကျွန်တော်တို့ကြတော့အဲ့လိုမဟုတ်ဘူးသူတစ်ပါးရဲ့တာသမီးကိုလည်းသူတစ်ပါးချစ်တဲ့ကိစ္စကိုကျွန်တော်တို့ကိုချင်းစားတယ်ကိုသားသမီးကိုလည်းကိုအဲ့လိုပဲမနစ်ဘူးအဲ့ဒီအသိဉာဏ်စံတန်းနေကျွန်တော်တို့မြင့်နေတယ်နော် civilize ဖြစ်နေတယ်တော့လူပေါင်းတိုင်းဝိုင်းမှာကျွန်တော်တို့နေပြီဒါပေမဲ့အဲ့ဒီသူတို့ကကြံခဲ့တော့မယ်ခုထိကြံခဲ့တော့မယ်
သူတို့ဘာကိုနှိမ်ထားမယ်ဆိုတာတော့သားသမီးဆိုရင်ခိုင်းထားမယ်ဆိုတာဆိုတဲ့အဆင့်မှာနေတော့မယ်အတွေးခေါ်တွေရှိတော့မယ်အဲ့ဒီလူတွေအဲ့ဒီဘုန်းကြီးတွေကိုအိုးကွယ်တော့မယ် ဒီဆိုလို့ရမှာတမိုးနိုင်မှာပေါ့နော်တပ်မတော်ဖြိုးမှနိုင်ငံကိုအပိုင်သိမ်းနိုင်မှာပေါ့အပိုင်သိမ်းနိုင်မှာမဘာသာနဲ့တပ်မတော်ကအစ္စလာမ်မိုက်ဇေးရှင်းဝါဒီမွတ်စလင်တွေရဲ့အေဟာမဟိုအနောက်ချက်ကြီးဖြစ်လာဒီအတွက်ဘာသာကိုဖြိုခဲ့ကြတော့ဗျာဘာသာကိုဖြိုဖို့အတွက်နိုင်ငံတကာရဲ့အားကိုလိုချင်တော့ Facebook တို့အမုန်းတရားတို့တွန်းရောက်တို့တဲရတဲ့တို့ ငါတို့မြန်မာနိုင်ငံမှာအဲ့ဒီဘုန်းကြီးတွေဘုန်းကြီးဆိုတဲ့လူတန်းစားရဲ့မြန်မာနိုင်ငံမှာအလုံးမလို့တဲ့လူတန်းစားတအားများတာတာမန်လူကအလုံးမလို့တော့ရဲသမားဖြစ်ပြီးတည်သွားရှာတယ်သူဘာမှလောကကြီးမှာဒုက္ခပေးမသွားဘူးဘုန်းကြီးတွေလုံးမလို့တော့အလုံးမလို့ပဲမဲ့တော်တော်တယ်ကျွန်တော်မောင်လေးတော့တော်တော်တယ်ဒီလားမောင်လေးကအရက်ရမ်းတော့ကျွန်တော်ဘုန်းကြီးဝတ်ပေးတယ်သူခမရလေသူရဲ့စိတ်ကမိခင်ကောင်းကမွေးလာတာလေသူအချောင်မစားကြုံသူ့ကိုဟိုလူတဲ့တန်းတဲ့ဟာတွေရှင်သူကအကုန်ပြန်လှုပ်ခဲ့တာအကုန်ပြန်လှုပ်ခဲ့တာအဲ့ဒါကုန်ယူတယ်မောင်လေးကိုသူတည်သွားရှာတယ်သူရက်နိုင်တယ်ရက်ကသူ့ကိုနိုင်သွားရှာတယ်ဘသူ့ကိုမှဒုက္ခပေးမသွားဘူးဘသူရဲ့ချွေးနေစာကိုမှလိန်စားမသွားဘူးစားရတာကိုမျိုးကြမသွားဘူးသူထမင်းတက်နဲ့စားရတဲ့အမေသူထမင်းကျွေးထားတဲ့အမေနဲ့မှသူကျေးဇူးတင်ကြောင်းအများနဲ့ပြောတယ်အဲ့ဒါကိုယ့်ရဲ့မွေးထားတဲ့ထဲမှာအညံ့ဆုံးလို့ပြောလို့ရတယ်မောင်လေးကျန်တဲ့သူတွေကြောင်းတော့မပြောတော့နဲ့ယောက်ျားဆိုရင်အမေမွေးထားတဲ့သား2ယောက်ရှိတယ်အလုတ်ကိုဘယ်လောက်ထိလုပ်လဲဘယ်လောက်ထိစူးစမ်းထုတ်လဲဆိုတော့သားသမီးကိုမွေးထုတ်တဲ့မိဘရဲ့သားသမီးပေါ်မှာထားတဲ့မြတ်တာသူတို့လူဖြစ်အောင်မွေးတာလေလူဖြစ်အောင်မွေးတယ်ကျွန်တော်ငငယ်လေးတာမိဘလူဖြစ်အောင်မွေးတယ်နှိမ်နာတော့ရိုက်နှက်တာတော့ခိုင်းစားတော့မလို့သားသမီးကကြီးလာတော့သူ့ဟာသူအသိဉာဏ်ရှိတာအသိဉာဏ်အဲ့လိုမျိုးလူလိုသဘောထားဆက်ဆံခံရတော့လူစိတ်ပေါက်တယ်ပေါ့လူစိတ်ပေါက်တာတချို့မိဘကြတော့တင်လိုက်တာအဲ့ဘုန်းကြီးเจ้าကိုသွားဘုန်းကြီးဝိအဲ့ဒါစားချောင်းနေတရားဟောကောင်းလို့ဓမ္မဂရိကတွေပဲဖြစ်အောင်လုပ်ပြီးလို့ရှိရင်ငါတို့ပြန်ထောက်ဒါမျိုးတင်တာကိုရတယ်ပေါ့မိဘကြတယ်အဲ့ဒါတို့တော့အဲ့ဒါဝင်နေလောက်ခဲ့ကြတော့ကမ္ဘာပြည်သူတွေကလည်းမီဒီယာလွှမ်းမိုးမှုအခန်းတွေကတော့အမှန်တရားကိုမသိနိုင်ဘူးပေါ့ဗျာဆရာတော်တန်ခါတော်တွေကိုပြမစော်ကဒီလိုနဲ့ပဲစလမ်မိုင်ရေးချင်းဝါဒီဘက်ကအားတာပါတော့ဗောနော်အဲ့တော့ဘုန်းကြီးကဒီနေရာဆရာတော်တန်ခါတွေဆရာတော်တန်ခါတော့အစ်စ်တို့တွေကိုပြမမစော်ကအောင်ဆရာတော်တန်ခါတော့အစ်စ်မဟုတ်တဲ့အခုလိုအမုန်းတရားဖြန့်ချီတဲ့လူတွေကတော့တန်ခါတို့လည်းမတမကရုံကြီးရတူအမုန်းတရားဖြန့်ချီတဲ့ဂျင်နိုဆိုက်ကောင်ဂျင်နိုဆိုက်ကောင်အဲ့ကရုံဘယ်လောက်ထိဝါပြက်လဲသူ့နဲ့ထူကျင်တဲ့ခေါင်းတိုင်းပြည်မှာအဲ့လိုမျိုးလူချင်းချင်းမုန်းအောင်လုပ်ထားပြီးတော့တိုင်းသူပြည်သားတွေကိုလှည့်စားထားပြီးအာဏာရှင်စနစ်ကိုအားကောင်းအောင်လုပ်တဲ့တိုင်းပြည်ပေါ်မှာအတော့ကိုသစ္စာပေါက်တဲ့ကရုံအာဏာရှင်နဲ့တူတူလက်စားပြီးတော့ငါတို့ပြည်သူလူထုတွေမွေးအောင်လုပ်တဲ့ကရုံအကုန်လုံးဘုန်းကြီးဝတ်စားကိုအကုန်ခတ်မယ်အကုန်လုံးဘုန်းကြီးကြီးလှုပ်လို့ရှိရင်သူတို့ဘယ်လိုလူသားမလဲဘုန်းကြီးချင်းချင်းလည်းမတည့်ဘူးဘုန်းကြီးချင်းချင်းလည်းသိအောင်ဆင့်ခွဲရနော်အဲ့သူကအเจ้าနိုင်ဘုန်းကြီးဆိုလို့ရှိရင်ကျန်တဲ့ဘုန်းကြီးတွေကိုထမင်းစားရအောင်ပဲထားတာအကုန်လုံးသူပိုင်ကျန်တဲ့ဘုန်းကြီးတွေကိုနှင်ထုတ်တယ်ကိုရင်လေးတွေကိုခိုင်းတယ်ကိုရင်လေးတွေဆိုထမင်းစားစရာမရှိလို့ဘုန်းကြီးเจ้าမှာကိုရင်ဝတ်ပြီးနေကြတာအဲ့ဒါကျွန်တော်ရဲ့ဦးလေးတွေပြောပြတာသူတို့ငငယ်တော့ဘုန်းကြီးเจ้าမှာသွားနေကြရတယ်မနေ့စောကြီး4နာရီထားရတယ်ဘုန်းကြီးစားဖို့တွေချက်ပြောရတယ်ဘုန်းကြီးဝေရဝဲစားလောက်ရတယ်ဘုန်းကြီးဆိုတရားမုန်းတာသူတို့ကြီးတော့ community ဖြစ်ကုန်တယ်သူတို့ပညာတတ်တယ်သူတို့ပညာတတ်တွေဖြစ်သွားတယ်သူတို့ငငယ်ကကိုရင်လောက်ခဲ့ရတဲ့ဘဝကိုတရားမုန်းတာဘုန်းကြီးဆိုရင်မုန်းတယ်အဲ့လိုမျိုးတွေပါတယ်ဘုန်းကြီးတွေနဲ့နေကြည့်ကျောင်းနိုင်ဘုန်းကြီးဖြစ်သွားပြီဆိုလို့ရှိရင်နှိပ်စက်ပြရတာကျောင်းနိုင်ဘုန်းကြီးဖြစ်သွားပြီဆိုကျောင်းလာတဲ့တက္ကမတွေကို
ကျွန်တော်တို့ရလေအဲ့ကျောင်းနိုင်ဘုံကြီးနဲ့တက္ကမနဲ့ပြဿနာမတက်တဲ့မရှိဘူးသာသနာစော်ကားလိုက်အောင်သာသနာစော်ကားတာမဟုတ်သာသနာကိုကဲတင်တာသာသနာကိုတတ်စင်တာကျွန်တော်တို့ဗုဒ္ဓဘာသာဒါမျိုးဗုဒ္ဓဘာသာမဟုတ်ဒီဘုန်းကြီးတွေကြောင့်မလို့အကျင့်ပြတ်တွေကြောင့်မလို့စစ်တပ်နဲ့တူတူပေါ်လာတယ်အကျင့်ပြတ်သာသနာဖြတ်တယ်သူတို့ကသာသနာကျွန်တော်တို့ဗုဒ္ဓဘာသာအယံမုံမြန်တယ်အယံတန်းစင်တယ်ဒီသာသနာဖြတ်တွေရှင်းရမယ်ပြောပြီးသွားတယ်တာဝန်ကြီးစိတ်ကျဉ်နေတယ်ဒီဝိရသူ